နိုဝင်ဘာလဟာကဘာမီရဲ့ကောင်းကင်ယံအတအံ့ဩမခံဖြစ်ရတွင်နဲ့ပြည့်နှံနေတဲ့လာတလာဖက်ပါတယ်။ကဲနက္ခတ်ဗေဒပညာရှင်တွေနဲ့တာမန်မက်ဆီနဲ့ကြီးရှုသူတွေပါမလွဲမသွေကြီးရှုတဲ့အထူးတကြဆွန်ကောင်းကင်ယံဖြစ်ရတွေကိုဒီဗီဒီယိုမှာစူးစီးတင်ပြပေးသွားမှာပါပထမဆုံးအနေနဲ့ကတော့ဥက္ကပြန်မှုပါနိုဝင်ဘာလ12ရက်နေ့မှာဒေါ်ရစ်ဥက္ကပြန်များအထွတ်ထေကိုရောက်ရှိပါမယ်သူတို့ဟာဖြည်းဖြည်းနဲ့တောက်ပတဲ့မီးလုံးကြီးများကြောင့်လူသီးများပါတယ်အရေးအတွက်နည်းပေမဲ့တနာလီမှာအမခံလင်းတဲ့တချို့ကိုမြင်ရဖို့မျှော်လင့်နိုင်ပါတယ်ညတန်းကောင်ကျော်ဒေါ်ရစ်ကျဲစုဘကိုကြည့်ရှုဖို့အကြံပြုလိုပါတယ်ဒီထက်ပိုကြီးတဲ့ဖြစ်ရပ်ကတော့နိုဝင်ဘာလ18ရက်မှာကြာရောက်မဲ့လီယိုနစ်ဥက္ကပြန်မိုးရွာခြင်းမှာပဲဒါကနိုဝင်ဘာလရဲ့အကြီးဆုံးဥက္ကပြန်မိုးဖြစ်ပြီးအကောင်းဆုံးနှစ်တည်းမှာဥက္ကပြန်မုန်တိုင်းဖြစ်တောင်ဖြစ်ပေါ်တတ်ပါတယ်ပုံမှန်အားဖြင့်ကောင်းကင်မောင်တဲ့နေရာမှာတနာလီကို10လုံးကနေ15လုံးလောက်ထိမြင်တွေ့ရမှာပါ၎င်းတို့ဒီမြန်ဆန်းတောက်ပါပြီးအလင်းတန်းရှည်များကြံခဲ့တဲ့အတွက်တန်းခေါင်းကျော်အချိန်ဟာအကောင်းဆုံးပါပဲနောက်ထပ်တစ်ခုအနေနဲ့ကတော့နိုဝင်ဘာလ21ရက်မိုးမလင်းခင်မှာ Alpha Monocerotic ဥက္ကပြန်မိုးကိုစောင့်ကြည့်နိုင်ပါတယ်ဒီဥက္ကပြန်မိုးကခတ်မိုင်းကခလွန်းလို့တစ်ခါတည်းရမှာမိနစ်ပိုင်းတွင်ဥက္ကပြန်ဒါဇင်နဲ့ချီပြီးရုတ်တရက်အုံကြွထပ်ပေါ်လာတယ်လို့စောင့်ကြည့်ရကြိုးနာပါတယ်ဗျအဓိကဂျိုကြည့်ရှုမှုကိုဆက်ကြည့်ရအောင်နိုဝင်ဘာလ21ရက်ညဟာဂျိုကြည့်ရှုသူတွေအတွက်အထူးခြားဆုံးညဖြစ်ပါတယ်အဲ့ဒီညမှာ Uranus ဂျိုဟာနေနဲ့မျက်နှာချင်းဆိုင်တည်ရှိခြင်း at opposition ထိစင်ကိုရောက်ရှိပါမယ်ဆိုလိုတာကတော့ Uranus ဟာကမ္ဘာနဲ့အနီးဆုံးအတောက်ပါဆုံးဖြစ်နေတဲ့အပြင်တညလုံးမြင်တွေ့နိုင်မှာပါ Uranus ကိုမျက်စိနဲ့မြင်ဖို့ခက်ပေမဲ့မှန်ပြောင်းတာမှမဟုတ် telescope အသေးစားတစ်လက်ရှိရင်တော့သူ့ရဲ့မိန်တဲ့အပြာအစိမ်းရောင်အဝိုင်းပြားလေးကိုအလွယ်တကူမြင်တွေ့နိုင်ပါလိမ့်မယ်။ဒါဟာတစ်နှစ်တာအတွင်းအကောင်းဆုံးအခွင့်အရေးပါပဲ။ကဲဒါတွေကတော့နိုဝင်ဘာလအတွက်ကျွန်တော်တို့စောင့်မျှော်နေတဲ့အမကန်ကောင်းကင်ယံဖြစ်ရက်တွေပဲဖြစ်ပါတယ်။အကောင်းဆုံးမြင်ကွင်းတွေရဖို့အတွက်အလင်းကောက်နေတဲ့နေရာကိုရွေးချယ်ပြီးကောင်းကင်ကိုအချိန်အကြာကြီးကြည့်ရှုဖို့အကြံပြုလိုပါတယ်ခင်ဗျာ။